အားလုံးပဲမင်္ဂလာပါကျွန်မဒီနေ့က degree comparison ရဲ့နောက် pattern တစ်ခုပေါ့နော်အဲ့တော့ဒီနေ့ pattern မှာကကျွန်မတို့ဘာပေါ့နော် one or ဆိုတဲ့ဒီ phrase ပါလာမှာဖြစ်တယ်အဲ့တော့အရင်နေ့ကတော့ဒီ most ပြီးတော့အခါမှာ st1s ပြီးတော့အခါမှာ d2 then any other အခုကတော့ကျွန်တော်တို့ one of ဆိုတဲ့စကားလုံးပါလာမယ်ပြီးတော့ d2 then နောက်မှာ any other အစား most other ဆိုတဲ့အရာပါလာမယ်အဲ့တော့ဒီနော် positive degree ကိုရေးတဲ့အခါမှာလည်း very few ဆိုတဲ့စကားလုံးနဲ့တွဲပြီးတော့ရေးမှာပေါ့နော်အဲ့ဒီ word ကြောက်ကိုအဲ့တော့ very few မပြောခင်မှာပေါ့နော် few အကြောင်းကျွန်မနည်းနည်းလေးပြောမယ်ပေါ့နော် few အဲ့တော့ few equal to ကျွန်တော်တို့ကဘာနဲ့သွားတူလဲဆိုတော့က not not many many မများဘူးလို့ပြောခြင်းဖြစ်တယ်အဲ့တော့a few ဆိုရင်ရောဘာကွာသွားလဲပေါ့နော်အဲ့တော့ a few few equal to ကတော့ some အချို့လို့အဓိပ္ပာယ်ရတယ်အဲ့တော့နှစ်ခုမတူဘူးပေါ့နော် few equal to က not many အဲ့တော့ not many လို့ပြောလိုက်ပြီးဆိုတော့မများဘူးဆိုတဲ့အဓိပ္ပာယ်ကတည်းကကျမတို့ဒီတစ်ခုတည်းပို့တယ်ဆိုတဲ့သဘောဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ဒီ word ချက်မှာကျမတို့အခါတိုင်းတွေးနေကြ is to was to အစားပေါ့နော် plural form ကိုသုံးထားတာကိုတွေ့ရမှာဖြစ်တယ်အဲ့တော့ one of ဆိုတဲ့စကားလုံးပါလာမယ် very few ကိုသုံးထားတဲ့အတွက်ကြောင့် is အစား ကိုသုံးမယ်ပြီးတော့ခါမှာကျမတို့ဒီ pattern ပေါ့နော်ဒီ၃ကြောင်းစလုံး positive ရော comparative ရော superlative မှာကျမတို့အခါတိုင်းနေ့တွေကဆိုရင်တော့ကျမတို့ the most တို့ st1 s တို့ d2 then any other တို့သုံးပေမဲ့ဒီနေ့မှာကျတော့ d2 then ရဲ့အနောက်မှာကျမတို့ any other အစား most other ဆိုတဲ့ form ကိုတွေ့ရမှာဖြစ်တယ်เนาะ example လေးစကြည့်ရအောင်အဲ့တော့အရင်ဦးဆုံးကျမတို့ be verb ရဲ့ပြီးတော့ပေါ့နော် ag day ရနဲ့စပြီးတော့သွားမယ်ပေါ့နော်ဝကြ၅ကြောင်းပြီးတော့မှဒီ be verb အစားကျွန်တော်တို့ main verb ag day ပြီးတဲ့အခါမှာ main verb adverb အဲ့လိုပုံစံနဲ့သွားမယ်ပေါ့နော်အဲ့တော့အရင်ဦးဆုံးကြည့်ပါ Aristotle เนาะ Aristotle ဆိုတာကတော့ဒီ Greek ရဲ့ပေါ့နော်အတွေးခေါ်ပညာရှင်ပေါ့နော် philosopher ဒီ BC ပေါ့နော်ဒီ before Christ ပေါ့နော်ဒီ Christ တော့မပေါ်ခင်ပေါ့နော်ဒီ384ခုနှစ်ကတည်းကသူကစပြီးတော့ပေါ့နော်အဲ့တော့က Christ တော်တဲ့စောတဲ့ပေါ့နော်ဒီတွေးခေါ်ပညာရှင်ဖြစ်တယ်အဲ့တော့ Aristotle is one of the most influential philosopher in history တမိုင်းမှာတော့ပေါ့နော် influential ဆိုတာကလွှမ်းမိုးနိုင်သော philosopher များထဲမှာတူပေါ့နော်အများစုထဲမှာတူဖြစ်ပါဒီ one of ရဲ့နောက်မှာကျမတို့ plural form လိုက်တယ်အဲ့တော့ဒါဒီ one of ဆိုတဲ့စကားလုံးပါလာတဲ့ခါတိုင်းလေးမှာဆိုရင် Aristotle is the most influential အဲ့လိုမျိုးရေးတာဒီနေရာ one of ပါလာပြီအဲ့တော့ one of ကိုအဲ့လိုမျိုးသုံးလိုက်တဲ့အတွက်ကြောင့်ကျမတို့ကဘယ်လိုသဘောဆောင်ပါလဲဆိုတာ descriptive fact အချက်အလက်เนาะဒီအကြောင်းအရာချက်လက်ကို descriptive ဒီ describe လုပ်တဲ့နေရာမှာသုံးတယ်လို့ပြောခြင်းဖြစ်တယ်เนาะသူဒီ neutral statement လို့လည်းခေါ်တယ်ပေါ့နော်အဲ့တော့အဲ့ဒါက D3 အဲ့တော့သူ့ကိုကျမတို့က D1 နဲ့ရေးမယ်ဆိုရင်ဒီ one or လို့ပေးထားတယ်ဆိုရင်ကျမတို့ကဒီ plural form ဖြစ်တဲ့အတွက်ကြောင့်မို့လို့ very few နဲ့ရေးမယ်အဲ့တော့ very few ဆိုတဲ့ရာကခုနကရှင်းထားတဲ့အတိုင်း few ဒီ not many မများဘူးလို့ပြောတဲ့အတွက်ကြောင့် very few philosopher plural form လာတယ်အဲ့ဒီအတွက်ကြောင့် verb to be ကိုရွေးချယ်တဲ့အခါမှာလည်း is to was to အစားကျမတို့ are ကိုသုံးတယ်ပြီးတော့ s d1 s okay เนาะပြီးတော့မှအရှိမရှိတဲ့ဒီ noun 1ကိုအနောက်ပို့လိုက်တယ် noun မှာเนาะ Aristotle အနောက်ရောက်သွားတယ်အဲ့ဒါကကျွန်တော်တို့ဒီ very few ပြီးတော့ဘာက plural form st1s d2 then နဲ့ပြန်ရေးမယ်အဲ့တော့ Aristotle ကတော့တစ်ယောက်ပဲဖြစ်တဲ့အတွက်ကြောင့် is ကိုပဲရေးမယ်ပြီးတော့ d2 then လို့ပြောတဲ့ကြောင့် influential ဒီအတန်တွက်ဒီနှစ်တန်တက်ပွဲတဲ့ကြောင့် more ကိုခေါ်သုံးတယ် more influential than အဲ့တော့ဒီမှာ very few တို့ ones of တို့သုံးထားတဲ့အတွက်ကြောင့် norm မှာလိုက်လာတဲ့ဒီအနောက်ကလိုက်လာတဲ့စကားလုံးဒီ any other အစား most other ဖြစ်သွားတယ်အဲ့တော့ most other ဒီအများကိုပြောတဲ့အတွက်ကြောင့် philosopher မှာ s ပါရမှာเนาะအဲ့ s ပါရမယ်ပေါ့ example 2 the Taj Mahal ပေါ့เนาะဒါကတော့အိန္ဒိယမှာရှိတဲ့ဒီကူဘေးမှန်ပေါ့နော်အဲ့တော့ is once or the most မှာနော် once or ပါလာတယ် the most beautiful monument ဆိုတာအထိမ်းအမှတ်နော်အတွက် site ထူထားတဲ့ကျောက်စာတွေပဲဖြစ်ဖြစ်အဆောက်အအုံပဲဖြစ်ဖြစ် the most beautiful monument in the world နော် the most beautiful monument ကျွန်တော်တို့ဒါဒီ superlative degree D3 နဲ့ရေးပြထားတယ်အဲ့တော့အဲ့ဒါဒီ one or ပါလာတဲ့အတွက်ကြောင့် very few နဲ့ပြန်ရေးမယ် very few not many လို့ပြောကြ monument မှာကျွန်တော်တို့ s ပါမယ် plural form ဖြစ်တဲ့အတွက်ကြောင့် ပြီးတော့ s
D1S နော် SD1S လာပြီပြီးတော့မှအရှိမရှိတဲ့ the Taj Mahal နော်ကိုမိတ်မယ်နောက်တစ်ခု the Taj Mahal is ဒါတော့တစ်ခုပဲပြောကြအောင် is ကိုတော့ D2 then ဆိုတော့ beautiful ဆိုတော့ more ကိုခေါ်လိုက်မယ် more beautiful than ဒါဒီ one of the very few တို့ဖြစ်ကြ any other အစား most other monument မှာ plural form ပေးမယ်အဲ့တော့ monuments in the world နော် example 3 the Amazon ဆိုတာကတော့ကျွန်တော်တို့ဒီမိုးသစ်တော်ရဲ့နာမည်ပေါ့နော် Amazon rainforest လို့ခေါ်တယ်ဒီတောင်အမေရိကတိုင်းမှာရှိတယ်အဲ့တော့ the Amazon is one of the largest rainforest in the world ကမ္ဘာပေါ်မှာဒီ rainforest မိုးသစ်တော်အကြီးတွေအများကြီးထဲမှာတစ်ခုဖြစ်တယ်ပေါ့နော်သူကမိုးသစ်တော်လို့ဘာကြောင့်ခေါ်လဲဆိုတော့ဒီတောင်အမေရိကတိုက်ကကျွန်တော်တို့ဒီဟောပေါ့နော် equator ရဝန်ထဲမှာတွားပြီးတော့ရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီ equator မှာဆိုရင်0 degree ပေါ့နော်ဒီကမ္ဘာကြီးကိုပိုင်းလိုက်လို့ရှိရင်ဒါ0 degree equator ဒါကနေ dt ဆိုရင်30 60 90စသဖြင့်တက်သွားတယ်လေအဲ့တော့ဒီ30ရဝန်ထဲမှာရှိတဲ့ဒါဒီ equator နော်အဲ့ equator ရဝန် data ပြည့်ကြောင့်ကျွန်တော်တို့ဒီမိုးပေါ့နော်မိုးတုံကိုရရှိတဲ့ data တွေဖြစ်တယ်အဲ့တော့ဒါကိုကျွန်တော်တို့ one on နဲ့ရေးထားတော့ very few နဲ့ရေးမယ် plural form ဖြစ်တဲ့အတွက်ကြောင့် rainforest မှာ s ပါမယ်အဲ့တော့ var တီလည်းပဲ plural var ဆိုတော့ r ပြီးတော့ s d1 s the Amazon เนาะ arc sound ထွက်တဲ့အတွက်ကြောင့်ဒီလို့ထွက်ပြီးပါเนาะအဲ့တော့ the Amazon is เนาะ large ဆိုတာကကျွန်တော်တို့အတန်တက်တစ်ခုပဲရှိရတဲ့အတွက်ကြောင့် er ပေါင်းလိုက်ပြီး larger than အဲ့တော့ဒါဒီ plural form တွေရေးနေတဲ့အတွက်ကြောင့် any other အစား most other rainforest in the world เนาะ example for Antarctica ဆိုတာကကျွန်တော်တို့ဒီကမ္ဘာရဲ့တောင်ဘက်ခြမ်းမှာရှိတာပေါ့เนาะတောင်ကမ္ဘာခြမ်းမြောက်ကမ္ဘာခြမ်းပေါ့အဲ့တော့တောင်ကမ္ဘာခြမ်းမှာရှိတဲ့ဒီ continent လို့ခေါ်တဲ့ကုန်းတိုက်ကြီး9ခုထဲမှာဒီပါပေါ့เนาะဒီ9ခုမြောက်အကြီးဆုံးတိုက်ပေါ့เนาะအဲ့တော့အဲ့ဒီ Antarctica ကတဲ့ is one of the coldest continent on earth ကမ္ဘာပေါ်မှာတော့အအေးဆုံးဒီကုန်းတိုက်ပေါ့နော်တိုက်ကြီးထဲမှာမှတစ်ခုဖြစ်ပါတယ်။နောက် one of ပါလာပြီအဲ့တော့ကျွန်တော်တို့ဘာနဲ့ရေးမလဲ one of ပါလာဆိုတော့ very few နဲ့ရေးမယ်။သူဒီ plural form ဖြစ်တဲ့ container မှာ s ပါမယ် plural ပါလာမယ် s d1 s Antarctica okay เนาะအဲ့တော့သူ့ကိုပြန်ပြီးတော့ကျွန်တော်တို့ d2 နဲ့ရေးမယ် Antarctica is cold ဒီအတန်ထွက်တစ်လုံးပဲရှိတော့ er ပေါင်းလိုက်မယ် colder than plural form တွေပြောနေတဲ့အတွက်ကြောင့် any other စာ most other container on earth ပြမယ်နော် example 5 Google is one of the most popular search engine เนาะဒီရှာဖွေရဲ့နေရာမှာသုံးတဲ့ဒီ engine ထဲမှာเนาะ popular ဖြစ်ဆုံးထဲမှာတစ်ခုဖြစ်ပါသည့် engine ဒီ plural form เนาะအဲ့တော့ one of ပါလာတဲ့အတွက်ကြောင့်ကျွန်တော်တို့ very few ကိုသုံးမယ်အဲ့တော့ very few ရဲ့နောက်မှာလိုက်လာရတဲ့ search engine ဒီကျွန်တော်တို့ plural form ဖြစ်ရမယ် few ဒီ not many ဆိုတဲ့သဘောအဲ့ဒီအတွက်ကြောင့် plural form ဆိုတဲ့ကြောင့် plural verb လာပြီး s d1 s ပြီးတော့မှ Google is เนาะကျွန်တော်တို့ဒီ d2 နဲ့ရေးမယ်ဆိုတော့ popular เนาะ popular ဒီအတန်အတွက်နှစ်တန်တက်ပိုတယ်အဲ့အတွက်ကြောင့် more ကိုခေါ်ပြီးတော့ more popular than plural form တွေအကြောင်းပြောရတဲ့ကြောင့် any other အစား most other search engine မှာ s ပါမယ်เนาะနောက် example 6သူကကြတော့ကျွန်တော်တို့ဒီအဲ့ဒီ b var ဒီအစားပေါ့เนาะကျွန်တော် main var နဲ့ပြောင်းပြီးတော့သုံးပြီးတော့ရေးပြထားသေးတယ်အဲ့တော့ဒီ b var နဲ့ရေးတဲ့အခါမှာဆိုရင်ကျွန်တော်တို့ Aristotle လူရဲ့အကြောင်းနဲ့ပြောထားတယ်အစားအအုံနဲ့ရွေးထားပေးတယ်ဒီ Amazon rainforest ပေါ့เนาะဒီ place နေရာပေါ့ဒီ Antarctica တိုက် Google စုံအောင်ပေါ့เนาะ noun 5မျိုးရှိရတဲ့မှာစုံအောင်ကျွန်မလိုက်ပြီးတော့ရွေးထုတ်ပြီးတော့ဟိုရေးပြထားပေးတယ်အခုကျွန်တော်တို့ var ပဲလှည့်မယ်ပေါ့เนาะအဲ့ဒီ var နဲ့လည်းအနောက်မှာ adjective နဲ့တွဲပြီးတော့သုံးလို့ရကြောင်းပြထားပေးတယ်ပေါ့နော်၅ချောင်းစီသွားမယ်အဲ့တော့က the nine river ကိုပြောတာပေါ့နော်9မြင့်ကြီးကတဲ့ flow စီးစင်းတယ်တဲ့အဲ့တော့ flow through နဲ့ through နဲ့ကျွန်တော်တို့တွဲရက်ခေါ်ပြီးနော် flow through ဖြတ်စီးတယ်ကျွန်တော်တို့ဒီကိုဗစ်တွေဖြစ်တော့ဘာမှပတ်စံသွားထုတ်လို့ရှိရင်လေထုတ်လို့ဒီလူကိုယ်တိုင်ဝင်ခွင့်မရတဲ့ခါကြလို့ရှိရင် drive through ဒီကားပေါ်ကနေပြီးတော့မှအဲ့ဒီ drive through ကနေပြီးတော့ထုတ်ရတယ်ပေါ့နော်သူတို့စီမှာကလေအဲ့လိုမျိုးပဲဒီ McDonald တို့ဘာတို့မှာဘာကောင်ဝယ်စားရင်လည်းအဲ့ဒီတိုင်းပဲအဲ့တော့က drive through ကနေပြီးတော့ဝယ်ရတယ်အဲ့တော့ flow through ဆိုတာကတော့တွဲရက်ယူမယ်နော်အဲ့တော့ဖြတ်ပြီးတော့စီးပါသည်တဲ့ one of the longest river system ဖြစ်တဲ့ in the world ကမ္ဘာပေါ်မှာဒီအရှည်လျားဆုံးriver system ဒီထဲမှာ
တခုနော်ဖြတ်ပြီးတော့စီးတဲ့ထဲမှာတခုဖြစ်တယ်ဒါဒီ main verb နဲ့သုံးထားတယ်အနောက်မှာကျမတို့ adjective နော် adjective နဲ့သုံးထားတယ် one of ပါလာတဲ့အတွက်ကြောင့်ကျမတို့ very few နဲ့ရေးတယ်အနောက်မှာ river ဒီ plural form ဖြစ်ရမယ် plural ဖြစ်သွားတဲ့အတွက်ကြောင့် verb ဒီမှာ flow ဒီကျမတို့ s မပါတော့ဘူးဒါသတိထားပြီးနော်အဲ့တော့ plural ဖြစ်သွားတဲ့ကြောင့် verb က s မပါတော့ဘူး flow through system as long as d1s နော် then 9လိုမျိုးပေါ့နော်ဖြတ်တန်ပြီးတော့စီစဉ်တဲ့မြင့်တရားများဆဆမရှိဘူးပေါ့နော်9လိုမျိုး9မြင့်လိုမျိုးပေါ့နော်စီစဉ်တဲ့မြင့်ရလို့အများကြီးတော့မရှိပါဘူးတဲ့ not many ပေါ့နော် very not many ပေါ့အဲ့တော့ဒါကိုကျမတို့ there is no there is not နဲ့ရေးလို့ရထားတဲ့အတွက်ကြောင့်သူ့ကိုလည်းကျမတို့ there ဆိုတဲ့ဓာတ်မိစာချက်နဲ့ရေးမယ်ရေးတဲ့အခါမှာသူဒီ plural ဖြစ်ကြောင့် is လုံးလို့မရတော့ဘူးအဲ့ဒီအတွက်ကြောင့်ကျမတို့ are ရတယ်เนาะအဲ့တော့ there are အရှိဟာပြန်လာမယ် very few river အဲ့တော့ very few river ဖြစ်ရတဲ့ကြောင့်ဒီဓာတ်မိစာချက်ကိုကျမတို့ခေါ်သုံးပြီဆိုတာနဲ့ relative pronoun ကပါတယ် river ဖြစ်တဲ့အတွက်ကြောင့် THD တလူဆိုရင်တော့ who ပေါ့เนาะပြီးတော့မှ var လာမယ်flow through system as long as the 9เนาะ9လိုမျိုးစီးနိုင်တဲ့မြင်းရလို့များဆဆမရှိပါအဲ့တော့ဒါကိုပဲကျွန်တော်တို့နောက်တနည်းထပ်ရေးမယ်အဲ့တော့ the 9က the flow through a longer system than အဲ့တော့က longer ပို့ပြီးတော့เนาะဒါဒီ er ဖြစ်သွားတယ် longer article adjective noun longer system than အဲ့တော့ very few တို့ဘာလို့ပါလာတဲ့ကြောင့် any other စာ most other river နဲ့ရေးတယ်နော်အဲ့တော့ဒါကိုကျမတို့ကဘာနဲ့ရေးတာပြထားတယ်ပေါ့နော်ပုံမှန်အားဖြင့်ဆိုရင်တော့ဒီလိုမျိုးတွေကကျမတို့ B ဘာနဲ့ရေးလေးရှိတယ်အဲ့တော့ကျမ B ဘာနဲ့လည်းစိတ်ကူရလို့ရေးပြလိုက်တဲ့တခါတည်းပေါ့နော် the Nile is one of the longest river in the world နော်အဲ့တော့က one on နဲ့သုံးထားတယ်အဲ့ဒါဆိုရင်တော့အခါတိုင်းရေးနေတယ်လို့မျိုးပေါ့နော်အပေါ်မှာ၅ချောင်းပေးထားတယ်လို့မျိုး B ဘာရဲ့ once or ရဲ့ပါမယ်ပြီးတော့မှ adjectiveအခုကကျမတို့ var နဲ့လည်း adjective နဲ့တွဲချောင်းကိုအခုကပြပေးတာပေါ့နော်ဒါ var နဲ့ adjective အလှည့်အဲ့တော့ exam မှာစကြည့်ရအောင် the moon is ဖြစ်ပါသည် one of the most important places in space history space ဆိုတာကအာကာသဒီအာကာသကိုစူးစမ်းလေ့လာတဲ့သမိုင်းမှာပေါ့နော်ဒီလကဘာကိုအခြေချနိုင်တယ်ဆိုတဲ့အရာကခြေချနိုင်တယ်ဆိုတဲ့အရာက important places ပေါ့နော်အရန်ရေးကြည့်တဲ့ဒီဟိုပေါ့နော်နေရာတွေထဲမှာ one of တခုဖြစ်ပါသည်ဒါကပုံမှန် statement adjective နဲ့နော် adjective important ဆိုတဲ့ adjective နဲ့ကျမတို့ be var နဲ့တွဲတယ်ဒါပေမဲ့ဒါကိုကျမ var နဲ့တွဲမယ်အဲ့တော့ var နဲ့တွဲဖို့အတွက်ကျမတို့စာရန်ဝက်ကြောက်ကိုပြန်ပြင်ရတာရှိတယ်ပေါ့နော်အဲ့တော့ Neil Armstrong ဒါကအာကာသယာဉ်မှူးနာမည်အဲ့ဒီလူကတဲ့ landed ဆိုတာကအခြေချတယ်စင်သက်ရက်နာတာကျမတို့ landed လို့ခေါ်တယ်ဒီပြန်တန်းထွက်ခွာကြတော့ take off နော် take off ရဲ့ landing အဲ့တော့က landed on ဘယ်မှာလဲဆိုတော့ one of the most important places in space history ဒီအာကာသသမိုင်းမှာဆိုရင်တော့အရေးကြီးဆုံးနေရာများထဲမှာတစ်ခုအပေါ်ကိုဒီအာကာသယာဉ်မှူး Neil Armstrong ကဆင်းသက်အခြေချဆင်းသက်ခဲ့တယ်ပေါ့ကွယ် landed ဆင်းသက်နိုင်ခဲ့တယ်အဲ့တော့ဒါကိုကျမတို့ one on နဲ့ရေးထားတော့ very few နဲ့ရေးမယ်အဲ့တော့ very few ဆိုတဲ့အတွက်ကြောင့်ကျွန်တော်တို့ plural လာမယ် astronaut เนาะအာကာသယာဉ်မှူး plural သူကပေးထားတဲ့ verb ဒီကျွန်တော်တို့ past tense ဖြစ်တဲ့အတွက်ကြောင့်ဒါဒီမှာဒီ landed က landed ပဲ line မညှိတော့ဘူး landed on ဘယ်မှာလဲ places နေရာ as d1s Armstrong เนาะ Neil Armstrong စာ Armstrong ပဲရေးလိုက်တော့တယ် family name အဲ့တော့က Armstrong ပေါ့နော် Armstrong လိုမျိုးအရေးပါတဲ့နေရာပေါ်မှာဒီစင်သက်နိုင်တဲ့အာကာသယာဉ်မှူးရဲ့လို့များဆဆမရှိဘူးအဲ့တော့ very few နဲ့ရေးပြသွားတယ် very few နဲ့ရေးလို့ရတယ်ဆိုရင်ကျမတို့ there are နဲ့လည်းရေးလို့ရတယ်ဓာတ်မိစာချက်အဲ့တော့က plural form ဖြစ်တဲ့အတွက်ကြောင့် there is အစား there are မယ် there are very few astronauts လူဖြစ်တဲ့အတွက်ကြောင့် relative pronoun who အဲ့တော့ကျမတို့ဒါကြီးကဆက်ပြီးတော့လေးလာနေတဲ့ဖြစ်စဉ်ဖြစ်တဲ့အဲ့ဒီအတွက်ကြောင့် present perfect เนาะ have ဘာသာရီနဲ့သုံးထားတယ်အရှိမတော့ပေးထားတာ past tense เนาะအဲ့တော့ have landed on places as important as Armstrong did တော့ Armstrong เนาะဒီ Neil Armstrong landed လောက်ခဲ့တယ်လို့နှစ်ခါထပ်မသုံးဘူးเนาะအရှိမ landed ဆိုရင်နောက်မှ landed လို့မသုံးတော့ဘူး past tense ဖြစ်တဲ့အတွက်ကြောင့် did ဒီနေရာမှာ present tense ဆိုဒီစာချက်ပေါ်မှာမူတည်ပြီးတော့ကျမတို့
does တို့ do တို့ပြောင်းရေးသွားမှာဖြစ်တယ်เนาะဒါလေးသတိထားပြီနောက်တစ်ကြောင်းဒီ2နဲ့ရေးမယ်အဲ့တော့ Armstrong က landed စဉ်းသက်ခဲ့ပါတယ် on a more important site အရှိမတော့က place လို့သုံးတယ်အခု site နဲ့လှည့်ပြီးသုံးလိုက်တယ်ဒါလေးသတိထားပြီเนาะကျွန်တော်တို့သုံးလို့ရတယ် synonym သဘောပဲအဲ့တော့ more နဲ့သုံးတာကြောင့် more ဆိုတော့ d2 then ပြီးတော့မှဒီ very few တို့ once or တို့ပါလာတဲ့အတွက်ကြောင့် any other စာ most other astronaut เนาะ plural form တော့ဖြေရမယ်เนาะအဲ့ဒါကကျွန်တော်တို့ဒီ main verb နဲ့ adjective နဲ့တွဲသုံးတဲ့ဟာနောက် exam မှာနည်းနည်းလေးကြံသေးတယ်အဲ့တော့ဒီ internet เนาะ internet ဒါပုံမှန်ဖြစ်နေကြเนาะ internet is one of the most widely connected network เนาะကြက်ပြန့်ချိတ်ဆက်နိုင်တဲ့ network အများထဲမှာတစ်ခုဖြစ်သည်ဒါကပုံမှန်ရေးနေကြဝက်ကြဘာတူဘီနဲ့ရေးတယ်ဒါကိုကျွန်မကဘာနဲ့ရေးချင်တယ်အဲ့တော့じゃစာကြောင်းကိုပြန်ပြင်ရတယ်ဒီ internet က connect ချိတ်ဆက်နိုင်ဒီ B ဘာစာကျွန်မ connect ကိုသုံးလိုက်ပြီเนาะအဲ့တော့ one of ကတော့ပုံမှန်တိုင်းလာမယ် one of the largest number of people in history ဒီလူသမိုင်းမှာပေါ့เนาะလူတွေအရေးအတွက်အများကြီးကိုချိတ်ဆက်နိုင်တဲ့နေရာက internet เนาะလုပ်ပေးနိုင်တဲ့ຢာဒီ internet ကချိတ်ဆက်ပေးနိုင်သည်အဲ့တော့ internet ဒီကျွန်မတို့အတွက်စာချက် connect က ဘာဒီကျွန်တော်တို့ object လိုတဲ့အတွက်ကြောင့် internet ဒီချိတ်ဆက်ပေးနိုင်သည်ဘာကိုချိတ်ဆက်ပေးနိုင်လဲ one of the largest number of people in history တမိုင်းမှာလူကြီးအတွက်အများကြီးကိုချိတ်ဆက်ပေးနိုင်တဲ့အရာတစ်ခုဖြစ်သည်ရမယ်နော်အဲ့တော့ဒါကိုကျွန်တော်တို့ one of နဲ့ရေးထားတဲ့အတွက်ကြောင့် very few နဲ့တခါရေးမယ် plural form ဖြစ်တဲ့အတွက်ကြောင့်ဒီ network ဆိုတဲ့အရာကိုကျွန်တော်တို့ s ပေါင်းလိုက်တယ်အဲ့တော့ internet လိုမျိုးချိတ်ဆက်ပေးနိုင်တဲ့ network အများကြီးမရှိဘူးပေါ့နော်အဲ့တော့က very few network ဒါတိတ်မများတဲ့ network တွေကတာလင်း connect မိန်းပါလာပြီး as many people as the internet လိုမျိုးလူတွေအများကြီးကိုချိတ်ဆက်ပေးနိုင်တယ်ဒီမှာဒီဟောပါနော် D1 က many ဒီနေရာမှာ D1 เนาะအဲ့တော့ဒါဒီ as many as လို့ရေးမဲ့ဆို people နဲ့ခါတဲ့ကပ်ပြီးရေးပေးထားခြင်းဖြစ်ပါတယ် very few နဲ့ရေးလို့ရတယ်ဆိုရင်ဓာတ်မီစာချက်နဲ့တခါပြန်ရေးမယ် plural သဘောဆောင်တဲ့အတွက်ကြောင့် is အစား are ကိုသုံးမယ်အဲ့တော့ there are very few internet နော် a network ဖြစ်တဲ့အတွက်ကြောင့် narrative pronoun က that ပြီးတော့မှ var လာမယ် connect as many people as the internet ကလုပ်ပေးနိုင်တယ်လို့မျိုးဒီပြင်အခြားသော network တွေကအများကြီးမရှိဘူးပေါ့နော်လူတွေကိုချိတ်ဆက်ဖို့လုပ်ပေးနိုင်ဖို့အတွက်ဒါဆိုရင်ကျမတို့ကအပေါ်မှာကဘာတူဘီနဲ့ရေးထားတဲ့ superlative degree D3 အောက်မှာကျတော့ဘာနဲ့ချိန်ထားတဲ့ superlative degree D3 ဒီတစ်ချောင်းလဲ D3 နော် D3 အပေါ်ကလဲ D3 အနောက်ကဒီ very few နဲ့ဓာတ်မီစာချက်နဲ့ရေးထားတဲ့အရာကကျမတို့ positive degree အဲ့တော့ဒီမှာ D2 ကျန်ပြီနော် D2 ဆက်ပြောမယ်ဒီ internet က connect ချိတ်ပေးပါတယ် more people လူတွေအများကြီးကို than ထက် D2 than အဲ့တော့ဘာလာမလဲ most other very few တို့ one or ပါလာတဲ့ကြောင့် any other အစား most other network နော် most other လာတယ်တော့ဒါလည်းကို exam မှာ9 Picasso เนาะ Picasso ကဒီ Spanish ပေါ့เนาะစပိန်နိုင်ငံသား Spanish လူမျိုးဟိုပါပေါ့เนาะပကြီးပပုပညာရှင်ပေါ့เนาะဒီ artist ဆိုတာကပကြီးတစ်ခုတည်းခေါ်တာမဟုတ်ဘူးเนาะပပုထူတဲ့သူတွေကိုလည်း artist လို့ခေါ်တယ်အဲ့တော့သူကတော့ပကြီးပပုပေါ့เนาะအဲ့တော့ Picasso is ဘာတူဘီနဲ့ရေးထားတဲ့ one or အနောက်မှာကျမတို့ D3 the most နဲ့ရေးထားတဲ့အတွက်ကြောင့် one of the most famous artist เนาะဒီကြော်ကြားသော artist များထဲမှာတဦးဖြစ်သည်အဲ့ဒါကိုကျမက var နဲ့ရေးချင်တယ်အဲ့တော့ b var နေရာမှာ painted ဆိုတဲ့ var ကိုထည့်လိုက်တယ် Picasso က painted ဆေးချက်ခဲ့ပါသည်ဘာကိုဆေးချက်လဲနောက်မှာ object လိုက်လာပြီး one of เนาะ one of ပါလာတဲ့ the most famous painting of the 20th century 20ရာစုရဲ့အကျော်ကြားဆုံးပကြီးကအများစုထဲမှာเนาะဒီဟိုကိုဒီစေးချက်ခဲ့သူဖြစ်ပါသည်เนาะအဲ့လိုမျိုးရေးရမှာဖြစ်တယ် one of ပါတဲ့အတွက်ကြောင့်ကျွန်တော်တို့ပြန်ရေးတဲ့အခါမှာ positive degree ဒီကျွန်တော်တို့ very few နဲ့ရေးမယ် plural သဘောဆောင်တဲ့အတွက်ကြောင့် very few ရဲ့နောက်မှာလိုက်လာတဲ့ noun ဒီ plural verb သူပေးထားတဲ့ကျွန်တော်တို့ verb 2ဖြစ်တဲ့အတွက်ကြောင့် verb က
ကရိယာခွဲစရာမလိုဘူးတနည်းအားဖြင့် conjugate လုပ်ရမလို့ဘူး painted အဲ့တော့ painted ဆေးချဲ့ဒီ object လိုနေတဲ့အတွက်ကြောင့်အနောက်မှာလိုက်လာတဲ့ဒီ work ဒီလက်ရเนาะဒါနောက်အဲ့တော့လက်ရများ as famous as Picasso เนาะ Picasso painted လုပ်ခဲ့တယ်လို့မျိုးပေါ့เนาะကြော်ကြားတဲ့လက်ရရဲ့လို့ဒီလုံနိုင်တဲ့ဒီ artist ကများများဆဆမရှိဘူးလို့ပြောခြင်းဖြစ်တယ်တော့ very few နဲ့ရေးလို့ရဆိုရင် dummy စာချက်နဲ့ရေးမယ် plural သဘောဆောင်တဲ့ကြောင့်အဲ့တော့ there are very few artists လူဖြစ်ကြောင့် relative pronoun who ဓမီစာချက်သုံးပြီးဆိုရင် relative pronoun ပါတယ်เนาะအဲ့တော့ who လာပြီစာချက်ပြီးတော့ကျမတို့ဘာလာမယ် painted ဆေးချဲ့ဒီဘာကိုလဲလဲရများကို s d1 s okay เนาะ Picasso did ဒီမှာ painted verb to နဲ့သုံးထားတဲ့အတွက်ကြောင့်ဒီနားမှာလိုက်လာတဲ့ painted အစားကျမတို့ did verb to ကိုသုံးလိုက်ခြင်းဖြစ်တယ်ဒီနေရာမှာ verb 1ဆိုရင်စာချက်က singular ဆိုရင် does တာကိုသုံးမှာဖြစ်တယ်အဲ့တော့ဒါကကျမတို့ဒီ positive degree ပြီးပြီဆိုတာဒါ d2 ပေါ့နော် comparative ဆိုတာ more famous work than okay နော်အဲ့တော့ very few တို့ one or တို့သုံးလာတဲ့အတွက်ကြောင့် any other အစား most other ကိုပြောင်းလိုက်ခြင်းပဲဖြစ်တယ်အဲ့တော့ Picasso painted more famous work နော်ပို့ပြီးကြော်ကြားတဲ့လက်ရာတွေကိုဒီဆေးချက်ခဲ့ပါတယ်ထက်ဘသူထက်လဲ most other artist ဒီပြင်အခြားသောဒီ other เนาะဒီအနုပညာရှင်တွေထက်ပကြီးပပူပညာရှင်တွေထက်နောက်ဆုံးတစ်ခုကြည့်ရအောင်အဲ့တော့ goal เนาะဒီတတ်တူ is တဲ့ဘာတူပြီးနဲ့အရင်ရေးပြထားတဲ့ one of the most valuable เนาะဒီ most နဲ့တွဲထားတဲ့အကြောင်းဒါ D3 metal เนาะတတ်တူဖြစ်ပါတယ် ever extracted ဆိုတာကထုတ်ယူတာကိုပြောခြင်းဖြစ်တယ်မြေကြီးထဲကနေပြီးတော့တူးဖော်ထုတ်ယူတာကိုလည်းကျွန်တော်တို့ extracted လို့ခေါ်တယ်ဒီအပင်တို့ဒီဟာပေါ့เนาะဒီတက်ရှိတွေကနေပြီးတော့ထုတ်ယူတဲ့ဒီ compound ဓာတ်ပေါင်းတွေကိုလည်းကျွန်တော်တို့ extract ထုတ်တယ်လို့ပဲပြောတယ်ပေါ့เนาะဥပမာဒီပင်လယ်ရေမောကနေပြီးတော့ CU ရနေပြီးတော့လေကျွန်တော်တို့ဒီဟာပေါ့နော်ဒီထုတ်တာပေါ့နော်ဒီအေကာတို့ကြောက်ချော်တို့ဘာလို့စသဖြင့်အဲ့တော့ကဒါကိုကျွန်မဘာနဲ့ရေးမယ်အဲ့တော့က go minor ဒီရွှေတူးတဲ့သူများက extracted ထုတ်ယူကြပါသည်အဲ့တော့ one of ပါလာပြီเนาะဘာနဲ့သုံးထားတယ်အဲ့တော့ဒီ most valuable metal ကို Intel ကိုကဘာပေါ်မှာเนาะအတန်ဖိုးအရှိဆုံးတတ်တူများဓမ္မတစ်ခုကိုရွှေတူးသူတွေကထုတ်ယူကြတယ်ရွှေတူးတဲ့သူတွေကရွှေပဲတူးတာပေါ့เนาะအဲ့တော့ one of နဲ့ရေးပြီးပြီဆိုရင်တော့ကျမတို့ very few plural form ဖြစ်တဲ့အတွက်ကြောင့်ကျမတို့ metal ဆိုတဲ့နာမ s ပါမယ်သူက verb to နဲ့ရေးထားတဲ့အတွက်ကြောင့်အရှိမ rs ကျမတို့ wall ကိုပြောင်းသုံးလိုက်တယ်အဲ့တော့က metal တတ်တူဆိုတာကသူ့ဟာသူထုတ်တာမို့လူကထုတ်ခြင်းကိုခံရတဲ့အတွက်ကြောင့်ကျမတို့ verb to be နဲ့ verb 3 passive voice နဲ့ရေးပေးရမှာဖြစ်တယ်အဲ့တော့ကတတွဲလုံးကိုခေါ်မယ်ကျမတို့ were extracted ထုတ်ယူခြင်းကိုခံရသည်เนาะအဲ့တော့as valuable as ကိုရွှေလောက်တန်ဖိုးထားပြီးတော့ဗောနော်ဒီထုတ်ယူခြင်းခံရတဲ့ metal ရဲ့လို့ very few များဆဆမရှိဘူး very few နဲ့ရေးလို့ရရဆိုရင်ဓာမီစာချက်နဲ့တစ်ခါပြန်ရေးမယ်အဲ့တော့က there are very few metal နော်ပြီးတော့ခါကြတော့မှတတ်တူဖြစ်တဲ့အတွက်ကြောင့် relative pronoun က that လူဆိုရင်တော့ who ပေါ့နော်ပြီးတော့သူပေးထားတဲ့ verb ကိုပြန်ရေးမယ် were extracted as valuable as ကိုအဲ့တော့ as d1s เนาะ okay အဲ့တော့ကျွန်တော်တို့ဒီ positive degree ပြီးပြီဆိုတော့comparative degree လှည့်သွားမယ်အဲ့တော့ go minor ရွှေတူးတဲ့သူတွေက extracted ထုတ်ယူပါသည်အဲ့တော့ more valuable metal than အဲ့တော့ d2 than အဲ့တော့တောက်လျှောက်ကြီးပြောလာတယ် one of to very few လို့ဆိုရင်ဘယ်သူနဲ့ပဲတွဲမလဲ most other နဲ့တွဲမယ်အဲ့တော့ division pattern မှာဆိုရင်ကျွန်တော်တို့ any other နဲ့တွဲမယ်အဲ့တော့ most other minor တခြားသောတတူတူသူတွေထက်နော်ခဲတို့ဘာလို့စားသဖြင့်ပေါ့နော်အဲ့ဒါတူးတဲ့သူတွေထက်ရွှေတူးတဲ့သူတွေကဒီ metal တွေကိုပို့ပြီးတော့ထုတ်ယူဟောပေါ့နော်တန်ဖိုးရှိတဲ့ metal ပေါ့နော်သူတို့တူတဲ့ရာတန်ဖိုးပို့ပြီးတော့ရှိတဲ့ metal ဖြစ်တယ်တဲ့အဲ့တော့ကျွန်မဒီမှာဒီနာထီပေါ့နော်ဒီနာထီက var ရဲ့ပြီးတော့ကမှ adjective ရဲ့တွဲတာအခုကျွန်မအဲ့ဒီ var ကို adverb နဲ့တစ်ခါပြန်ပြီးတော့တွဲမယ်အဲ့တော့ကြည့်ရအောင် Lisa ကတဲ့ speak ပြောဒီဒါ main verb ဖြစ်သွားပြီเนาะ one or ပြန်လာပြီ the most အခါတိုင်းတွေးနေကြ adjective စာကျွန်တော်တို့ဒီမှာ fluently เนาะတွက်လက်စွာ
နော်အဲ့တော့ ever ဖြစ်သွားပြီ adjective ဆို ever သုံးလိုက်ပြီ in the class အတန်းထဲမှာပေါ့နော်ဒီတွတ်တွတ်လက်လက်ပြောနိုင်တဲ့သူများထဲမှာတူဖြစ်သည် one of the ever okay နော်အရှိမဘာနဲ့သုံးတာအရှိမလည်းဘာပဲဒါပေမဲ့ adjective လည်းလိုက်တယ်အရှိမဘာပဲ ever လည်းလိုက်တယ် adjective လိုက်တဲ့အခါမှာဘာလဲကျမတို့ဝက်ကြချိန်ရတယ်နော်ဒါလေးသတိထားပြီအဲ့တော့ one of ဆိုတဲ့ကြောင့် very few plural form ဖြစ်တဲ့အတွက်ကြောင့် student မှာ s ပါမယ်သူပေးထားတဲ့ဝက်ကြသည် present tense ဖြစ်တဲ့အတွက်ကြောင့် plural ဟိုပေါ့နော်ဒီ subject ဖြစ်တဲ့အတွက်ကြောင့် speak မှာ s မပေါင်းတော့ဘူး s adverb s နော် Lisa ကြောင့် verb 1ဖြစ်တဲ့အတွက်ကြောင့် DOES တာ Lisa ဒီ singular နော်အရှိမတော့ did နဲ့သုံးထားတာသိမယ်အဲ့တော့ very few ပြီးပြီဆိုတော့ကျမတို့ there are နော်ဓာမီစာချက်နဲ့သွားရေးမယ် there are very few students လူဖြစ်တဲ့အတွက်ကြောင့်ဓာမီစာချက်သုံးပြီဆိုတာနဲ့ relative pronoun who ကပါလာပြီပြီးတဲ့အခါမှာဘာလာမယ် speak ask adverb as Lisa တာရမယ်နော်အဲ့တော့ကကျမတို့ဒီနယ်အကြောင်းက positive degree အပေါ်ကကျမတို့ superlative degree D3 အောက်မှာကျတော့ comparative degree D2 အဲ့တော့ရေးမယ် Lisa speak ပြောနိုင်တယ် more fluently than most other students တခြားကျောင်းသားတွေတဲ့ဆိုင်ပို့ပြီးတော့တွတ်တွတ်လက်လက်ပြောနိုင်တယ် very few တို့ one of တို့ပါတဲ့အတွက်ကြောင့် D2 than ရဲ့အနောက်မှာ most other နဲ့ရေးတယ်အဲ့ဆရာမနောက်တစ်ခုကြည့်ရအောင် my father က drive main verb လာပြီเนาะ one of the most carefully เนาะဒီ3နဲ့ကျမတို့ ever တွဲထားတယ် in the family ငါတို့မိသားစုမှာတော့ဂရုတစိုက်မောင်တဲ့လူတွေထဲမှာအဖေဒီတယောက်ဖြစ်ပါသည်အဲ့တော့ one of ဆိုတဲ့အတွက်ကြောင့်ကျမတို့ very few နဲ့ရေးသူဒီ plural form ဖြစ်တဲ့အတွက်ကြောင့်ဒီနေရာမှာ people singular ဆိုရင်ဒီနေရာမှာကျမတို့ person ဖြစ်လိမ့်မယ် people ကို s တော့သွားမပေါင်းတယ်เนาะအဲ့တော့က very few people plural form เนาะsingular ဆိုရင် person အဲ့တော့ဒါဒီ plural ဖြစ်ကြ drive မှာ s မပါတော့ဘူးပြီးတော့မှ s adverb as my father verb 1ဖြစ်တဲ့အတွက်ကြောင့် DOES တာ okay เนาะနောက်တစ်ခုကျွန်တော် very few ကိုဓာမီစာချက်နဲ့ရေးမယ် there are very few people လူဖြစ်တဲ့အတွက်ဓာမီစာချက်နဲ့တွဲမယ်ဆိုရင် relative pronoun who ပါလာမယ်ပြီးတော့ verb လာမယ် as adverb as ပြီးတော့ my father does เนาะတူတူပဲဟိုဘက်ဟာဒီမမြင်ရဘူးဖြစ်သွားနော်ကျွန်မရွှေ့တာနေသွားနောက်တစ်ချောင်းကျွန်မတို့ comparative degree အဲ့တော့ my father ပြီးတော့ကမှ try main verb အဲ့တော့ D2 ပြည့်ကြောင်း more adverb လာပြီး carefully then နော် one of very few ဆိုတဲ့ကြောင့် any others are most other people နော်ဒီနေရာမှာ people နော် person ဆိုရင် singular people မှာ plural form နောက်ဆုံး example ကြည့်မယ်အဲ့တော့ Mary က study လေ့လာတယ်တဲ့ main verb one of ပါလာပြီး the most seriously ဆိုတာကကျွန်တော်တို့ပြင်းပြင်းထန်ထန်အတီးအပေါက်ကြီးပေါ့နော်အဲ့ဒါ are you serious မင်းတကယ်ပြောနာလားအဲ့လိုမျိုးလည်းပြောတယ်အဲ့တော့ seriously နော်in the class အတန်းထဲမှာပေါ့နော်အဲဒီတကယ်ကိုမှစိတ်ပါလက်ပါပေါ့နော်တီတန်းနဲ့တကယ်ကြီးကိုမှဒီလေးလာတဲ့သူတွေထဲမှာတဦးဖြစ်တဲ့ one of ဆိုတဲ့ကြောင့် very few ပြီးရခါမှာ plural subject line မှာပြတဲ့ကြောင့် student မှာ s ပါမယ် verb က conjugate ညီတော့ s ပေါင်းစရာမလိုဘူး s adverb s ပြီးတော့မှ Maryအဲ့တော့အနောက်မှာ does လိုက်မလား did လိုက်မလားဆိုတော့ဘာကိုသွားကြည့်သူက present tense ဆိုရင်တော့ DOES ဒါက past tense ဆိုရင် DID did okay နော် very few ပြီးသွားပြီဆိုတော့ကျွန်တော်တို့ဓာမီစာချက်နဲ့တစ်ခါပြန်ရေးမယ် there are very few students အဲ့တော့ကဓာမီစာချက်ကိုသုံးထားတဲ့ကြောင့် relative pronoun ပါလာပြီးလူဖြစ်တဲ့အတွက်ကြောင့် who အဲ့ဒီအခါမှာအရှိမရှိတဲ့စာချက်ဒီကျွန်တော်တို့ဖြစ်တဲ့ကြောင့် study မှာ s မလို့တော့ဘူးပြီးတော့ s adverb နော် adverb as ပြီးတော့ Mary does okay နော် Mary does နောက်ဆုံးတစ်ချောင်းအဲ့တော့ Mary က study လေ့လာခဲ့ပါတယ် D2 then ရေးမယ်ဆိုတာကဒီမှာ D2 လာပြီး adverb နော် more seriously than အဲ့တော့ one of very few တွေနဲ့တွဲမယ်ဆိုရင်တော့ any others are most other ပြီးတော့မှကျွန်တော်တို့ plural noun လိုက်ပေးမယ်နော်အဲ့တော့ဒီနေ့ကျွန်မပြောပြသွားတဲ့အကြောင်းအရာကပေါ့နော်ဒီ degree comparison ထဲမှာမှဒီ descriptive fact ပေါ့နော်ဖော်ပြပေးတဲ့အချက်လက်တွေကိုသုံးတဲ့နေရာမှာသုံးတဲ့ one of တို့နော် one of ဆိုရင်ပါလာပြီဆိုရင် very few ပဲ very few လို့ပြောလိုက်တဲ့အတွက်ကြောင့်ဘာဒီကျွန်တော်တို့ plural form ဖြစ်ရမယ်ပြီးတော့မှဒီလဲမှာ adjective လည်းရတယ် adverb လည်းရတယ်
ပြီးတော့ကျမတို့ one or two very few လို့နဲ့ဆိုရင်တော့ကျမတို့ any other အစား most other နဲ့သုံးတယ်အဲ့တော့ဒီနေ့ pattern မှာကျမဒီ verb to be နဲ့ adjective နဲ့လည်းရေးပြတယ် main verb နဲ့ adjective နဲ့လည်းရေးပြတယ် main verb နဲ့ adverb နဲ့လည်းရေးပြထားတယ်ပေါ့နော်ဓာတ်မိစာချက်အပါဝင်အဲ့တော့ပုံစံတော့စုံပါပြီဒါပေမဲ့ degree comparison ကမနှက်ဖြန်တရက်ကြံသေးတယ်ပေါ့နော်အဲ့တော့ဒီနေ့ကတော့ဒီလောက်ပါပဲအဆင်ပြေမဲ့လို့ယူဆပါတယ်ကျေးဇူးတင်ပါတယ်ရှင်